Hello, auspiciousness to you all. အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကတော့2025အတွက် accessible English ရဲ့နောက်ဆုံး video လေးပေါ့နော်။ဒီနေ့လေးမှာတော့တူတူချစ်ချာကျွန်တော်တို့စာအုပ်လေးတစ်အုပ်ကို recommend လုပ်ပေးသွားပါမယ်ရှင်။စာအုပ်လေးရဲ့နာမည်က The Four Agreements a practical guide to personal freedom ပေါ့နော်။သူကကြတော့ဒီစာအုပ်6အုပ်တွဲထဲကတအုပ်လို့ပြောတယ်ပေါ့နော်။ကျွန်မကတော့ဒီတအုပ်ပဲဖတ်ရသေးတယ်ပေါ့နော်။ဆိုတော့I highly recommend it ဒါကျွန်မ recommend ပေးပါတယ် so just the intermediate level ပေါ့နော် English စာဒီအဆင့်ရှိတယ်ဆိုလို့ရှိရင်ဒါကျွန်မတို့ကောင်းကောင်းဖတ်လို့ရပြီပေါ့နော် so စာကြောင်းတွေကလည်းအရင်ကြီးမခတ်ဖို့သူကဘယ်သူရေးထားလဲဆိုလို့ရှိရင်Mexican writer ပေါ့နော် Mexico စာရေးဆရာDon Miguel Ruiz ပေါ့နော်ဆိုတော့ကျွန်မ pronunciation နည်းနည်းမှားကောင်းလဲမှားနိုင်တယ်ပေါ့နော် Mexican ဆိုတော့DON Don MIGUEL Miguel RUIZ Ruiz Don Miguel Ruiz သူကဘယ်သူနဲ့တွေ့ရေးထားတာလဲဆိုလို့ရှိရင်ကျွန်တော် Janet Mills JANET Janet MILLS Mills Janet Mills Okay, so စာအုပ်နာမည်လေးကိုနောက်တစ်ခါပြန်ပြောပေးပါမယ် The Four Agreements a practical guide to personal freedom ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်မတို့freedom ပေါ့နော်လုံးဝလွတ်လပ်မှုကိုရဖို့အတွက်ဆိုလို့ရှိရင်ကိုယ်နဲ့ကိုယ်တိုင်းပြန်ပြီးတော့ချုပ်ဆိုတဲ့သဘောတူညီမှုပေါ့နော်အဲ့ဒါလေးခုအကြောင်းတင်ပြထားတာပါဆိုတော့အဲ့ဒါလေးဒီနေ့မှာအကျဉ်းချုံပြီးတော့ကျွန်မပြပြသွားပါမယ်ကျန်တဲ့သူစာအုပ်ဖတ်ကြည့်တော့မှတကယ်ဒီ examples တွေနဲ့သူရဲ့လုံးဝဒီ practical guidance ပေါ့နော်လက်တွေ့ကြပြန်ပြီးသုံးလို့ရတဲ့ဟာတွေကိုတော့ကိုဘာသာကိုပြန်ပြီးတော့အသေးစိတ်ပြန်ဖတ်လို့ရတယ်ပေါ့နော် so the first agreement ကပါလဲဆိုရင် be impeccable with your word BEBIMPECCABLE impeccable with your WORD word ဒီနေရာမှာ impeccable ဆိုတာက sinless SINLES sinless အပြစ်မရှိတာပေါ့နော်ဆိုစကားလုံးနဲ့ပတ်သက်ပြီးတော့အပြစ်မရှိပါစေနဲ့ဆိုလိုတာကကျွန်တော်မြန်မာလိုစီလျော်ပြန်ရမယ်ဆိုလို့ရှိရင်ဝစီကံပေါ့နော်ဝစီကံကိုထိန်းသိမ်းခိုင်းsorry was he going to think kind of the bubble no okay the second agreement is don't take anything personally 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 don't take anything personally so ရှိသမျှအရာအလုံးကကိုယ့်ဘက်ကိုမဆွဲယူနဲ့ပေါ့နော်ဆိုလိုတာငါကြောင့်ဖြစ်တာပေါ့ဒါမှမဟုတ်ငါ့ကိုဒီလိုပြောတာပေါ့နော်ဆိုအရာအလုံးဖြစ်သမျှအရာအလုံးတွေကို personalize လုပ်မပြတ်နဲ့ပေါ့နော်ဆိုကိုယ်ပိုင်အနေနဲ့မလုပ်ပြနဲ့ကိုယ်နဲ့ဆိုင်နေဆိုပြီးမလုပ်ပြနဲ့ပေါ့နော် and the third agreement is don't make assumptions make ASSUMPTIONS assumptions ဆိုတာကဘာကိုယူဆတာပေါ့နော်ဆိုကိုဟာနဲ့ကိုထင်ချင်တာတွေရှောက်ပြီးတော့မထင်နဲ့ဆိုတဲ့သဘောမျိုးပါ and the last agreement is always do your best ဒါပဲလို့ကိုဘက်ကအကောင်းဆုံးလုပ်ဆောင်ပါပေါ့နော်ဒါအပေါ်ဟာလေးနဲ့ပြန်ပြီးတော့ချိန်သွားပါတယ်ဆိုတော့အသေးစိတ်ကိုတော့ဒီစာအုပ်လေးထဲမှာဖတ်နိုင်ပါတယ်ရှင် so happy farewell to 2025 and yeah happy new year 2026 to you all have a nice day bye bye